Okay, GB Guna service မှာကြိုဆိုပါရစေ။ Okay ကျွန်တော်တို့နေ့ကတင်လာတဲ့ ISA လို့ပေါ့ပါလိမ့်နော်။နိုင်လေးဖို့ short ပြောက်ပြီးသွားရင်ဘာကြံမလဲပေါ့နော်။အဲ့ဒါလေးတွေကကျန်တော့မကြံပါဘူး။ short တော့နိုင်လေးဖို့ short ပါပဲ။ဒါပေမဲ့နည်းနည်းလေးအုံစားတယ်ပေါ့နော်။နည်းနည်းလေးအုံစားတဲ့ဟာလေးပါကျွန်တော်တို့လောဆယ်တော့ကောင်းတော့ပါပြီ။သူကကျွန်တော်တို့ဘယ်လို error လဲဆိုတော့ supply ထိုးလိုက်တော့ CC ပြရတယ်ကျွန်တော်တို့เนาะ supply ထိုးလိုက်တော့ကျွန်တော်တို့ CC ပြရတယ်ဒါပေမဲ့ကျွန်တော်တို့ common point မှာ 0.400 เนาะ 0.400 charging common မှာလည်း 0.400 supply ထိုးလိုက်တာနဲ့ဘာလို့ short သွားတာလဲเนาะကျွန်တော်အဖြေရှာကြည့်တယ်နိုင်ဒီကိုလမ်းကြောင်းနဲ့အကုန်ဖြေရှာတယ်ကျွန်တော်เนาะ short ကြတဲ့ဟာမတွေ့ရဘူးเนาะမတွေ့ရှိပါဘူး short ကြတဲ့ဟာသူကဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်တို့ common point ကိုကျွန်တော်တို့1 2လမ်းလိုက်ရင်ကျွန်တော်တို့နှစ်ခုလုံး400ရှိမယ်เนาะနှစ်ခုလုံး400ရှိမယ် charging common လဲ1 2လမ်းလိုက်ရင်နှစ်ခုလုံး400ရှိမယ်เนาะခုလုံး400ရှိမယ်1 2လန်လိုက်နှစ်ခုလုံး400ရှိမယ်အဲ့လိုအနေထားမျိုးမှာကျွန်တော်တို့ဘယ်လိုသွားပြီးတော့မှ short သွားရှာမလဲပေါ့နော်မတွေ့ဘူးပေါ့နော်400ဆိုလို့ရှင်ဒါ short လွတ်တဲ့အနေထားပါနော်မလို့မတွေ့ပါဘူးအဲ့လိုအနေထားမျိုးဘယ်လိုသွားရှာမလဲပေါ့သူကဖြစ်ချင်တော့ကျွန်တော်တို့ league ကျနေတာပါနော် short တော့မကြဘူးကျွန်တော်တို့ 0.000 မှာကျွန်တော်တို့ short သွားကြမယ်ပေါ့နော်သူကအဲ့အချိန်အနေထားမရောက်သေးဘူးကြားထဲမှာလီဂိတ်ကြနေလီဂိတ်ကြတဲ့ဟာကျတော့ကျွန်တော်တို့ short တော့ရှာရင်မတွေ့ဘူးပေါ့နော်အဲ့တော့ကျွန်တော် menu ရလိုက်တယ် menu ရလိုက်တော့ကျွန်တော်အဖြေထွက်သွားတယ်ပေါ့နော် menu ရလိုက်တော့သူကအဖြေထွက်သွားပါတယ်နော်1 2နှစ်ဖက်လုံးမှာ400ပြားနေကျွန်တော်တို့လုံးဝရှာလို့မရတော့ပါဘူးနော် short တော့ short ပဲသူကဘာလို့လဲဆိုတော့ supply ထိုးလိုက်တာနဲ့သူကCC ခတ်သွားတာဖြစ်တဲ့အတွက် short တော့ရှိတယ်ဒါပေမဲ့ 0.00 short နေရမှာမဟုတ်ဘူးကျွန်တော်တို့ဒီဂိတ်ကျနေတာပေါ့နော်ဒီဂိတ်ကျနေတာပါအဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက် try နာပါတယ်နော်တစ်ချက် try နာပါတယ်ဘယ်လိုလဲတော့ကောင်းတော့ပါပြီနော် okay အားလုံးကျေးဇူးတင်ပါတယ်